ကျွန်တော်အခုဗီဒီယိုကြည့်နေတဲ့ထဲမှာကျွန်တော်အလုပ်တွေအကြောင်းစိတ်ဖိစီးမှုတဲ့သူတွေရှိလားအလုပ်အဆင်မပြေတဲ့သူတွေရှိလားကျွန်တော်ငွေကြေးအခက်အခဲတွေရေဆိုင်ရနေတဲ့သူတွေရှိနေမယ်လို့ကျွန်တော်ကထင်တယ်ပေါ့နော်။ဒါဆိုရင်ဒီစကားလေးတစ်ခုကိုကျွန်တော်ခဏငှားပြီးပြောချင်ဒီစကားတော့ဘာလို့ဆိုကျွန်တော်တို့ this two share pass လို့ခေါ်ရဲ့ဒါလေးဖြတ်တန်းသွားမှာပါဆိုတဲ့စကားလုံးလေးပေါ့နော်။ဒီစကားလုံးလေးကိုကျွန်တော်ဗီဒီယိုတစ်ပုဒ်ကြည့်ရင်တွေ့ရပါတခါဘယင်တစ်ပါးကပညာရှိတွေကိုခေါ်ပြီးတော့ပြောတယ်ငါအရင်ဝဲနေနေတဲ့အချိန်မှာတော့မှဒီစာအုပ်လူကလုံးကိုကျွန်တော်တို့ဖတ်လိုက်မယ်ဆိုလို့ရှိရင်အားကြီးစေမယ်စကားတစ်ခုရေးပေးပါတဲ့အရင်ပြောနေတဲ့အချိန်မှာဖတ်ရင်လည်းဘဝမမေ့စေမယ်စကားတစ်ခုရေးပေးပါတဲ့ဆိုရဒီဘယင်ပညာရှိတွေကိုပြောလိုက်တဲ့အချိန်မှာဒီပညာရှိကဒီစကားလုံးလေးလုံးတို့ရေးပေးတယ်ပေါ့နော်အဲ့စကားလုံးလေးလုံးကတော့ this two share pass လို့ခေါ်ပါတယ်ကျွန်တော်စဉ်းစားကြည့်အောင်ကျွန်တော်တို့ COVID-19 ရောကျွန်တော်တို့လမ်းနေလဲကျွန်တော်တို့ရှောက်ကတ်နေခဲ့တယ်မြို့တွေလည်းခြောက်ကတ်နေခဲ့တယ်ကျွန်တော်တို့လူတွေအိမ်ထဲမှာမြင်နေပိတ်မိနေခဲ့တချို့တွေဆိုကျွန်တော်တို့အလုပ်တွေဆုံးရှုံးသွားတယ်ကျွန်တော်အနာဂတ်ကိုတော့မမြင်ရတဲ့နေ့ရှိခဲ့ဒါကြီးကဘယ်တော့မှပြီးမှလည်းမသိဘူးအများနဲ့ဒီလိုမျိုးလူတွေကယောဂတွေကူးနေကျွန်တော်တို့အစင်ရောပြေပါမလားဒါပေမဲ့ကျွန်တော်တို့ကြော်ဖြတ်ခဲ့ရတယ်ကျွန်တော်တို့ကိုဗစ်ပြီးလို့နောက်ပိုင်းကျွန်တော်ငလင်းကြီးလုပ်တဲ့အခါမှာလည်းကျွန်တော်လူတွေတော်တော်များများဒီရောကျွန်တော်တို့ကြောက်ခဲ့ကြတယ်စိုးရိမ်မှုတွေလည်းကျွန်တော်တို့ရှိနေတယ်ကျွန်တော်တို့ဝမ်းနည်းမှုတွေလည်းကျွန်တော်တို့ရှိခဲ့ကျွန်တော်တို့ဆုံးရှုံးမှုတွေလည်းရှိတာအင်းကြီးငါကျွန်တော်တို့ရှာဖွေသမျှများစုဆောင်းသားသမျှကြီးဂုံဆုံးသွားတာဒါပေမဲ့ကျွန်တော်တို့တယောက်နဲ့တယောက်ဖေးမှပြီးတော့ကျွန်တော်တို့ရှိဆက်ခဲ့ကြတယ်ဒါလည်းကျွန်တော်တို့ဖြတ်ကျော်ခဲ့ရတဲ့အရာပဲကျွန်တော်တို့တခါလေကျွန်တော်တို့ဘဝကြီးကဘာလဲတူလဲဆိုတော့ကျွန်တော်တို့ Wi-Fi ဘာလီလိုပဲကျွန်တော်တို့တခါကျရင်တော့ live ပြည့်ဖြစ်ပေမဲ့တခါကျရင်ကျွန်တော်တို့ no signal လို့ပြရတယ်နော်ကျွန်တော်တို့အဲ့လိုမျိုး Wi-Fi မရတိုင်းကျွန်တော်တို့ရဲ့ဖုန်းတွေကိုကျွန်တော်တို့လွှင့်ပြလို့မဖြစ်ဘူးလေဒါပေမဲ့ကျွန်တော်တို့ပြန်တက်လာတဲ့ line ပြန်ရလာတဲ့အချိန်ကိုကျွန်တော်တို့စောင့်ပြီးတော့ဒီဖုန်းကိုကျွန်တော်တို့လက်ထဲမှာစစမြဲမြဲထားကြကျွန်တော်တို့ဘဝကလည်းအဲ့လိုပဲကျွန်တော်တို့တခဏလေးအဆင်မပြေတဲ့အချိန်မှာကျွန်တော်တို့ဘဝကြီးကိုဆွန့်လွတ်လိုက်လို့လို့ပေါ့နော်ကျွန်တော်တို့ရင်ဆိုင်နေတဲ့ပြဿနာကြီးမားနေပုံရပါမယ်ကျွန်တော်တို့ပြတ်တန်းခဲ့တဲ့အခက်အခဲတွေအကျက်တဲတွေကပ်ပေးတွေရှင်လိုက်မယ်ဆိုလို့ရှိရင်ကျွန်တော်တို့ဘဝရဲ့စာမျက်နှာတစ်ခုစာပဲဖြစ်နိုင်တယ်လို့ကျွန်တော်ကတော့အားပေးခြင်းပေါ့နော်ကျွန်တော်တို့ဒါလေးကိုမှတ်ထားပါကျွန်တော်တို့မိုးရွာတာလည်းကျွန်တော်တို့အမြဲတမ်းရွာနေရမဟုတ်သူရတဲ့သူပဲရွာတာကျွန်တော်နာကျင်မှုရလည်းကျွန်တော်တို့အမြဲတမ်းဖြစ်လာမှာမဟုတ်ပါဘူးကျွန်တော်အခက်အခဲရလည်းအမြဲတမ်းဖြစ်နေမှာမဟုတ်ဘူးကျွန်တော်တို့ဒီဟာကိုလည်းကျွန်တော်တို့ဖြတ်တန်းသွားမှာပဲဆိုတော့ဒီစကားလုံးလေးကိုကျွန်တော်တို့အငြင်းတန်းကောင်းနေထည့်တာပဲဖြစ်ဖြစ်ကျွန်တော် note လေးမှာပဲမှတ်ထားတာပဲဖြစ်ဖြစ်ပုံပုံပြပလေးပါပဲစားတာပဲအဲ့ဒါကျွန်တော်တို့ခက်ခဲတွေကျွန်တော်တို့ကြော်ဖြတ်သွားနိုင်မှာပဲဖြစ်ပါတယ်အဲ့တော့နောက်နေ့မှတွေ့ရအောင်အားလုံးကျေးဇူးတင်ပါတယ်